အားလုံးပဲမင်္ဂလာပါ Biker Dream Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့နိုင်ငံမှာအရင်2009ခုနှစ်ဝန်းကျင်လောက်တုန်းကလူစည်းများခဲ့ပြီးတော့ဒီနေ့ထိသတိရနေသေးပဲဖြစ်တဲ့ဆိုင်ငယ်တစ်စီးကြောင်းပြောပြပေးချင်ပါတယ်ဒီ Viper 1 ton ဆိုတဲ့ဆိုင်ငယ်ကတော့ Suzuki Thailand Company ကနေထုတ်ပြီးတော့ engine power 130cc တက်ဆင်ပေးထားတဲ့အာနာဘုံမျိုးစားဆိုင်ငယ်တစ်စီးအကြောင်းပဲဖြစ်ပါတယ် Viper ဆိုတာကတော့ Honda ရဲ့ Super Cut လို့ကဘာနဲ့ချီပြီးနာမည်ကြီးခဲ့တဲ့ legendary ဆိုင်ငယ်တစ်စီးတော့မဟုတ်ခဲ့ပေမဲ့ကျွန်တော်တို့နိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေမှာတော့အရေးသွေးကောင်းပြီးလူကြိုက်လဲများခဲ့တဲ့ဆိုင်ငယ်တစ်စီးပဲဖြစ်ပါတယ်။လမ်းမပေါ်ကသူနဲ့ပတ်သက်တဲ့အမှတ်တရတွေကတော့ Viper ဆိုင်ငယ်ကိုစီးပူးတဲ့သူတိုင်းဒီနေ့အထိအမှတ်ရနေအောင်မှာကတော့အသေးချပါပဲ။ကဲဒီနေ့တော့ Suzuki Viper ဆိုင်ငယ်တွေရဲ့တမိုင်းကြောင်းလေးကိုစိတ်ဝင်စားနားထောင်မိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဂျပန်နိုင်ငံရဲ့နာမည်ကြီးဆိုင်ငယ်ထုတ်လုပ်တဲ့ Suzuki Company ကကျွန်တော်တို့အရှေ့တောင်အာရှမှာရေပန်းစားလူကြိုက်များတဲ့အနာဘုံမျိုးစားဆိုင်ငယ်တစ်မျိုးကိုလာရောက်ထုတ်လုပ်ဖို့ရည်ရွယ်ခဲ့ပါတယ်။အဲ့ဒီအပြင်ကျွန်တော်တို့အရှေ့တောင်အာရှမှာကဆိုင်ငယ်ထုတ်လုပ်မှုဈေးတွေတက်တာပြီးတော့ဒီလိုဆိုင်ငယ်တွေရဲ့ဈေးကွက်ကလည်းကြီးမားတဲ့ဝယ်လိုအားရှိတာကို Suzuki ကသိပါတယ်။အဲ့ဒီတော့အရင်တည်းကဆိုင်ငယ်ပစ္စည်းအစိတ်အပိုင်းအကုန်လုံးကိုတနိုင်ငံထဲမှာထုတ်နိုင်တဲ့စက်ရုံရှိပြီးတဲ့ပြင်ဒါတွေကိုထုတ်လုပ်ဖို့အတွက်အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ထိုင်းနိုင်ငံမှာထုတ်လုပ်ဖို့စတင်ခဲ့ပါတယ်။ Suzuki Japan ကနေပြီးတော့ထုတ်လုပ်မဲ့အစီအစဉ်တွေရေးဆွဲတဲ့ concept design တွေလုပ်တယ်ပြီးရင်လိုအပ်တဲ့ engineering အပိုင်းတွေကိုတွက်ချက်ပြင်ဆင်ပေးပြီးတော့အစိတ်အပိုင်းအကုန်လုံးကိုထိုင်းနိုင်ငံမှာပဲထုတ်လုပ်တက်ဆင်ပြီးတော့ Suzuki Viper 1 ton 4-stroke luxury ဆိုင်ငယ်ဆိုပြီးတော့1995ခုနှစ်မှာစတင်မိတ်ဆက်ပြီးတော့ရောင်းချခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့အနာဘုံဆိုင်ငယ်ဝယ်လိုအားများတဲ့ထိုင်းဗီယက်နမ်နဲ့အင်ဒိုနီးရှားနိုင်ငံတွေမှာနေ့စဉ်သုံးလို့ရတဲ့ဆိုင်ငယ်တစ်စီးလိုမျိုးကျောင်းသားတွေအလုပ်သမားတွေနဲ့နေ့စဉ်အသုံးပြုမဲ့လူတွေအတွက်အဓိကထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့အဲ့ဒီချိန်မှာစပြီးထုတ်နေပြီဖြစ်တဲ့ Honda Wave ဆိုင်ကယ်တွေနဲ့ Yamaha ရဲ့ Jupiter ဆိုင်ကယ်တွေလိုမျိုးရောင်းအားကောင်းပြီးတော့အဲ့ဒီဆိုင်ကယ်တွေရဲ့ဈေးကွက်ဝယ်လိုအားတွေကိုရှင်ပြန်ရယူနေတာကြောင့်မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီပြင် Honda Wave ကကြံ့ကိုင်မှုကောင်းပြီးစိတ်ချရတယ်ပြီးတော့စီစားသက်သာတယ်။ Yamaha Jupiter ကတော့ဒီဇိုင်းလှပြီးတော့ sport ဆန်တယ်အဲ့ဒီဆိုင်ကယ်နှစ်စီးရဲ့အချက်တွေနဲ့ပြည့်စုံအောင်တည်ထားပြီးတော့ဒီဇိုင်းတွေရော engineering တွေရောအကုန်ပြင်ဆင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလိုပြင်ဆင်ခဲ့ပြီးတော့မိတ်ဆက်ရောင်းချလိုက်တဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့တစ်ချိန်က Suzuki Viper 1 ton ဆိုတဲ့ဆိုင်ကယ်ကိုလက်တွေ့စီးနှင်းလာနိုင်တာပဲဖြစ်ပါတယ်။သူ့ရဲ့အရေးသွေးတွေကတော့စီးပူးသူတိုင်းခံစားမိကြမှာကတော့မလွဲပါဘူး။ sport ဆန်နဲ့ကျွန်တော်တို့နိုင်ငံအခေါ်ဆိုရင်တော့ဖင်ထောင်ဆိုင်ကယ်ပေါ့ဗျာ။တောင်တင်းတဲ့ frame အမျိုးအစားကိုစီစားတက်တက်တာတာနဲ့ high speed မှာငိမ့်ငိမ့်လေးပြေးတဲ့ခံစားမှုကိုရတဲ့အတွက်ကြောင့်လူကြိုက်များခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့စီမှာတော့ Suzuki Lumacy ဆိုပြီးတော့နာမည်တွင်ခဲ့တာကိုမှတ်မိပါသေးတယ်။အခုထိလည်းပြောနေကြတော့မှရှိပါသေးတယ်။ဘာကြောင့်လဲဆိုတော့ Honda ရဲ့ဈေးကွက်အပေါ်စီးနှင်းသူတွေအပေါ် target ထားတဲ့အမြင်နဲ့ကွဲပြားခြားနားတယ်လို့ထင်ပါတယ်။ Honda ကတော့တိဆောက်ပုံရိုးရှင်းရမယ်အကျန်းခံပြီးကြာရှည်သုံးနိုင်ရမယ်စီစားတက်တာရမယ်ဆိုတဲ့အချက်၃ချက်ကိုလက်ကင်ထားပေမဲ့ Suzuki ကတော့အဲ့ဒီထဲကရိုးရှင်းရမယ်ဆိုတာထက်နည်းပညာနဲ့ဒီဇိုင်းခင်မိရမယ်ဆိုတဲ့အချက်ကိုအလေးထားခဲ့တာလို့ပဲထင်ပါတယ်။ဘာကြောင့်လဲဆိုတော့အင်ဂျင်ရောဒီဇိုင်းတိဆောက်ပုံတွေရောမှာကအဆင့်မြင့်ပြီးတော့နည်းနည်းပိုရှုပ်ထွေးတယ်လို့ခံစားမိပါတယ်။ဒီအချက်ကပဲပြင်တဲ့သူတွေကိုအခက်တွေ့စေပြီးတော့မပြင်ကျင်ကြတာရဲ့အပေါ်ပစ္စည်းက Honda ပစ္စည်းတွေလောက်ဝယ်ရမလွယ်ကူတာကြောင့်ဒီစကပုံနဲ့အရှုံးဖောက်ပြီးပြောကြတယ်လို့ပဲထင်ပါတယ်။သုံးသက်ချက်လေးပြီးတော့နှိုင်းယှဉ်ချက်အကြောင်းကိုပြောမယ်ဆိုရင်အဲ့ဒီတုန်းက Honda Wave တွေတဲ့ဒီဇိုင်းတွေကနည်းနည်းပိုသားပါတယ်။စီစားလုံးကလည်းသူ့လက်ကအပြိုင်ဆိုင်ဆိုတော့အင်ဂျင်ရင်းရှင်ရင်တော့ Weight 100ဆိုင်ကယ်တွေကစီစားတက်တာကတော့အမှန်ပါပဲ။ဒါပေမဲ့ Weight 100တွေကတော့ Super Cut 90cc တွေပြီးရင်တော့နံပါတ်2နေရာကနေဖယ်ထုတ်လို့မရပါဘူး။ Viper ကလည်းစီစားတက်တာတယ်လို့မှတ်ချက်ချလို့ရပါတယ်။ Top Speed မှာတော့အဲ့ဒီခေတ်က Viper ကို Honda Wave 1 ton series တွေကမရှင်းနိုင်ဘူးလို့တော့ကျွန်တော်အမြင်အနေနဲ့ယူဆမိပါတယ်။ Viper ဆိုင်ကယ်တွေကျွန်တော်တို့နိုင်ငံထဲကို1998ဝန်းကျင်လောက်မှာစရောက်လာပြီးတော့2000ခုနှစ်လောက်ရောက်လာတဲ့အချိန်မှာတော့1990ခုနှစ်ထုတ်ယူရီးယားဘိန်းတွေဖြစ်တဲ့ Honda Dream 1 ton cc တွေနဲ့အပြိုင်ဆိုင်ပဲခေတ်စားလာခဲ့ပါတယ်။အဲ့ဒီနှမျိုးစလုံးကိုစီးပူးပေမဲ့ Viper 1 ton cc ကိုတော့ဒီဇိုင်းရောအရေးသွေးရောစီးရတဲ့ sporty ဆန်နဲ့အရသာမှာရောကပိုကြိုက်မိတယ်လို့ခံစားမိပါတယ်။အဲ့ဒီ2000ခုနှစ်ကျော်လောက်တော့ဆိုင်ကယ်ဈေးတွေကလည်းအရန်ကြီးသေးတဲ့အချိန်ပဲဖြစ်ပါတယ်။ရွှေတစ်ကြက်သားကို9000ဝန်းကျင်လောက်ဈေးမှာ Viper တစ်စီးကို330ကျော်ရွှေ60ကြက်သားဘူးလောက်ပေးဝယ်ရတဲ့ခေတ်ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီတစ်ချိန်ကရွှေဈေးနဲ့တခြားကုန်ပစ္စည်းတွေရဲ့နှိုင်းယှဉ်တဲ့တန်ဖိုးနဲ့အခုချိန်နဲ့တော့မတူတော့ဘူးပေါ့ဗျာရွှေရဲ့တန်ဖိုးကပုံမှန်ရှိပေမဲ့လည်းခေတ်တွေပြောင်းလဲသွားတဲ့အတွက်အခုချိန်မှာတော့နည်းပညာပစ္စည်းတွေဝယ်ယူရတဲ့ဈေးတွေကလည်းအရင်ထက်အများကြီးတက်တာလာပြီပဲဖြစ်ပါတယ်ကဲဆိုင်ကယ်အပိုင်းကိုနည်းနည်းပြန်ဆက်ရရင် Suzuki Viper 1 ton ရဲ့ပုံစံက Sport Sensor နဲ့လေကွင်းအားကောင်းတဲ့ဒီဇိုင်းမျိုးကိုတိစောက်ပေးထားတယ်
ရှေ့မီးနဲ့အချက်ပြမီးတွေကို4000ဆန်ဆန်တဒန်းနဲ့တက်ဆင်ပေးထားပြီးတော့အောက်ပိုင်းရေအုပ်ကိုလည်း V ပုံစံချွန်ချွန်လေးတက်ဆင်ပေးထားပါတယ်ဒူးကာကိုလည်းတစ်ဖြောင်နဲ့ကြစ်လေးတက်ဆင်ပေးထားပြီးနောက်ပိုင်းကိုလည်းကတော့ဆလင်ဒါပုံစံဒူလုံးရှည်နဲ့တက်ဆင်ပေးထားပြီးတော့အဆုံးသတ်မှာတော့ brain နဲ့အချက်ပြမီးတွေကိုသူ့ရဲ့ဘဲဥပုံ body အဆုံးမှာဝိုင်းဝန်းရှည်ရှည်လေးနဲ့လှအောင်တက်ဆင်ပေးထားပါတယ်ဒိုင်ခွက်ကတော့တာမန် analog ဒိုင်ခွက်တွေဖြစ်ပြီးတော့ဆိုင်ကယ်ရဲ့အရှိန်နှုန်းနဲ့ gear position ပြတဲ့ဒီကိစ္စနစ်တွေပြတဲ့ဟာတွေကလည်းအကုန်လုံး analog တွေပဲဖြစ်ပါတယ်ဆိုင်ကယ်ရဲ့ mileage ကိုတော့ကီလိုပြတဲ့ဒိုင်ခွက်အောက်ဖက်မှာတက်ဆင်ပေးထားပြီးတော့အချက်ပြမီးတွေကိုလည်းဒိုင်ခွက်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာပဲတက်ဆင်ပေးထားပါတယ်ဒိုင်ခွက်အောက်ဖက်မှာတော့ Suzuki logo တစ်စိလေးကိုရေးပေးထားတာကိုတွေ့နိုင်ပါတယ်ခလုတ်တွေအနေနဲ့ကတော့လက်ကင်ရဲ့ညာဘက်မှာ engine stop နဲ့ရှင်းမီအဖွင့်ပိတ်နဲ့ electric starter ခလုတ်တွေတက်ဆင်ပေးထားပြီးတော့ဘယ်ဘက်မှာတော့ horn signal နဲ့အပေါ်အောင်မီးချိန်နဲ့ခလုတ်တွေပါဝင်ပါတယ်အင်ဂျင်ပိုင်းအနေနဲ့ကတော့ 130cc လေးပေးအင်ဂျင်ကိုတက်ဆင်ပေးထားပြီးတော့ဂီယာ၄ချက်နဲ့ဖြစ်သွားပါတယ် SOAC ဆိုတဲ့ cam shed တစ်ချောင်းနဲ့ပါဝင်ပြီးတော့အင်ဂျင်ရုံးအားကမြင်းကောင်ရေ8.9ရှိပြီးတော့ top အနေနဲ့ကတော့8.5 Newton meter လောက်ရှိပါတယ်အစာပိုင်း model တွေမှာတော့ round gear နဲ့မဟုတ်သေးဘဲနဲ့ neutral gear ကိုပြန်ရောက်ဖို့ဆိုရင် gear တန်ကိုနောက်ကိုပြန်နှင်းပြီးဖြုတ်ရတဲ့ပုံစံမျိုးပါ2003ခုနှစ်လောက်ရောက်တော့မှ round gear ဖြစ်သွားပြီးတော့ shake brake တွေကလည်း shoe brake တွေစား disc brake တွေပြောင်းလဲသွားပါတယ်အစောပိုင်း model တွေမှာတော့ရှင်းနောက်18လက်မ smoke တွေကို brake အားလုံးကို shoe brake တွေနဲ့ပဲတုံးထားပါတယ်ဆိုင်ကယ်ရဲ့အတိုင်းအတာတွေကတော့ဒီမှာပြထားတဲ့အတိုင်းအသေးစိတ်ပဲမြင်နိုင်မှာဖြစ်ပါတယ်ဆိုင်ကယ်ရဲ့လေးချိန်ကလည်း65ကီလိုဂရမ်လောက်ရှိပြီးတော့ခုံမြင့်ကလည်း85.5 cm လက်မနဲ့ဆိုရင်တော့30.2လက်မနဲ့2ပေခွဲလောက်ရှိတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့9ပေခွဲဝန်းကျင်အရက်ရှိတဲ့လူတွေအတွက်အဆင်ပြေလိုက်ဖက်မဲ့ဆိုင်ကယ်တစ်စီးလိုပဲမြင်ပါတယ်ဘိန်းတွေကတော့18လက်မ smoke တွေသုံးပေးထားပြီးတော့ suspension တွေကတော့ရှေ့ကို telescopic found နဲ့နောက်ကိုတော့ double swing arm ကို spring နဲ့ထောက်ပံ့ထားပြီးအလယ်မှာ hydraulic damper လေးထည့်သွင်းပေးထားပါတယ်စီဝင်စက်နာကတော့တာမန်အနာဘုံဆိုင်ကယ်တွေလို3.8 လီတာဆန့်ပြီးတော့အပိုပစ္စည်းထည့်စရာနေရာအနေနဲ့ကတော့ဆိုင်ကယ်လိုင်စင်ပြားနဲ့ဝင်းကွာလိုအပိုထည့်စရာနေရာတွေပဲပါဝင်ပါတယ်တမိုင်းကြောင်းပိုင်းကိုနည်းနည်းဆက်ပြောရမယ်ဆိုရင်တော့ဂျပန်နိုင်ငံမှာဒီဇိုင်းရေးဆွဲပြီး engineering လုပ်ပေးလိုက်တဲ့ Suzuki Viper အနာဘုံဆိုင်ကယ်ကို1995ခုနှစ်မှာထိုင်းနိုင်ငံမှာထုတ်လုပ်တက်ဆင်မိတ်ဆက်ခဲ့ပါတယ်။အဲ့ဒီနောက်မှာလည်းနှစ်အလိုက် model အသစ်တွေနဲ့ထပ်ပြီးတော့မိတ်ဆက်ခဲ့ပါသေးတယ်။2001ခုနှစ်ရောက်တဲ့အချိန်မှာတော့ထိုင်းမှာပစ္စည်းထုတ်လုပ်ပေးပြီးတော့ဗီယက်နမ်နိုင်ငံမှာ EKD စနစ်နဲ့တက်ဆင်ဖြန့်ဖြူးရောင်းချတာတွေလည်းလုပ်ခဲ့ပါတယ်။2006ခုနှစ်ရောက်မှာတော့ Viper ကထုတ်လုပ်မှုတွေရပ်ဆိုင်းခဲ့ပါတယ်။ဒါပေမဲ့လူကြိုက်များနှစ်သက်ခဲ့တာကြောင့်2013ခုနှစ်ရောက်မှာတော့အင်ဒိုနီးရှားနိုင်ငံမှာ Viper 115 F5 ဆိုပြီးတော့ engine power 113cc နဲ့ electronic C-base စနစ်ပေါင်းစပ်ထားတဲ့ model အသစ်ကိုပြန်ပြီးမိတ်ဆက်လာခဲ့ပါတယ်။ engine စွမ်းဆောင်ရည်ပိုကောင်းလာပြီးတော့ design အသစ်နဲ့ပုံမပေါ်ပါအောင်လည်း design ရေးဆွဲထုတ်လုပ်ခဲ့ပါတယ်။ရှင်းနောက်မီးပုံစံတွေကိုလည်းပြောင်းလဲသွားပြီးတော့အချက်ပြမီးတွေကလည်းရှင်းမီးကနေခွဲထွက်ပြီးတော့ရင်အုပ်ဘေးဘက်ကိုတက်ဆင်ပေးလိုက်ပါတယ်။ဘေးကာဘာတွေနဲ့အနောက်မီးတွေကိုလည်းအရင်နဲ့မတူပဲပြောင်းလဲသွားပါတယ်။ model အသစ်တွေကိုတော့အဟောင်းကနေအဆင့်တိုးမြင့်တာမျိုးမဟုတ်ပဲအားလုံးကို redesign ဆိုတဲ့အတိုင်းဒီဇိုင်းအသစ်ပြန်လည်ရေးဆွဲပြီးထုတ်လုပ်တိုက်ကြတာလို့ဆိုပါတယ်။ Suzuki Viper ကိုထုတ်လုပ်တာရပ်လိုက်တဲ့2006ခုနှစ်လောက်မှာ Suzuki Revo ဆိုပြီးတော့ဆိုင်ကယ်တစ်မျိုးကိုလည်းဖိလစ်ပိုင်မှာမိတ်ဆက်ပြီးရောင်းချခဲ့ပါသေးတယ်။ Suzuki ထဲမှာတော့ Suzuki Shooter, Shogun, Smart 110နဲ့ Smart 115 F5 ဆိုပြီးတော့ထုတ်လုပ်ခဲ့တာတွေလည်းရှိပါသေးတယ်။ Smart 110နဲ့ Smart 115 F5 ပဲမြန်မာနိုင်ငံမှာလူကြိုက်များပြီးတော့လူသိလည်းများတာလို့တွေ့မိပါတယ်။ Suzuki Smart ကိုအင်ဒိုနီးရှားမှာ2010လောက်ကစပြီးမိတ်ဆက်ခဲ့ပြီးတော့2013မှာ Viper F5 115ဆိုပြီးပြန်မိတ်ဆက်တာပဲဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာလည်း Smart ကိုလည်းရိုးရိုး character စနစ်ကနေပြီးတော့ EFI စနစ်ပြောင်းပြီးတော့ Smart 115 F5 ဆိုပြီးတော့ EFI စနစ်ပေါင်းဆက်ပြီးတော့2019မှာဆက်ပြီးရောင်းချလာခဲ့ပါတယ်။ဒီဆိုင်ကယ်တွေမှာတော့ Suzuki ရဲ့နောက်ဆုံးပေါ် LEAP ဆိုတဲ့ဒီပညာသုံးတဲ့ engine တွေတက်ဆင်ထားပြီးတော့စီစားလည်းပို့ပြီးတော့တက်တာလာလို့မြင်းကောင်တွေလည်းတိတိတသာတိုးလာတယ်လို့ဆိုပါတယ်။စီတိုင်ကြီးတွေလည်းပိုကြီးလာပြီးတော့4.3 လီတာလောက်ထိဝင်ဆန့်လာတယ်။တူးပေါက်တွေကလည်းပစ္စည်းထည့်စရာနေရာတွေကြဲကြဲဝန်းဖြစ်လာပြီးတော့8လီတာလောက်ဆန့်တဲ့ပစ္စည်းတွေကိုထည့်လို့ရမှာပဲဖြစ်ပါတယ်။အခုနောက်ပိုင်း Viper 115 F5 နဲ့ Smart 115 F5 တွေရဲ့ဒီဇိုင်းတွေကတော့အဆင်တူလာတယ်လို့လည်းသုံးသပ်မိပါတယ်။ Suzuki Viper ကို2019လောက်မှာတော့တချို့နိုင်ငံတွေမှာမရောင်းတော့ပေမဲ့2025ခုနှစ်လောက်ထိတော့ထုတ်လုပ်နေသေးပဲဖြစ်ပါတယ်။2025ခုနှစ်မှာဖိလစ်ပိုင်နဲ့ဗီယက်နမ်နိုင်ငံတွေမှာဆက်ပြီးတော့မိတ်ဆက်ပြီးရောင်းချနေသေးပဲဖြစ်ပါတယ်။အခု2025ခုနှစ်ရဲ့နောက်ဆုံးဒီဇင်ဘာလရဲ့အဆုံးသတ်ဈေးနဲ့ကြည့်မယ်ဆိုရင်ဆိုင်ကယ်ဈေးနှုန်းအနေနဲ့ကတော့ဗီယက်နမ်တောင်216သိန်းနဲ့9000လောက်ရှိပြီးတော့အကုန်လုံး license တွေရော test တွေရောအကုန်လုံးဆောင်ပြီးဆိုရင်တော့248သိန်းနဲ့4000ဝန်းကျင်လောက်ကျမှာပဲဖြစ်ပါတယ်
အဲ့ဒီဈေးတွေကိုမြန်မာငွေနဲ့ခံမှန်းတွက်ကြည့်မယ်ဆိုရင်တော့မြန်မာငွေခံမှန်း340လောက်ရှိမှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံကိုတင်သွင်းလာခဲ့မယ်ဒီအရောက်လိုင်စင်တဲ့ဈေးဆိုရင်တော့ဒါကတော့ပြောရတော့နည်းနည်းခက်တဲ့အခြေအနေပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ Suzuki Viper အကြောင်းကိုမသိကြတဲ့သူတွေဘူးတုဒရကြလိမ့်မယ်လို့ပြောနေပါတယ်နောက်ထပ်လည်းဆိုင်ကယ် review တွေနဲ့ဘူးတုဒတွေဒီပညာဆိုင်ရာဘူးတုဒတွေကိုလည်းတင်ဆက်ပေးပါအောင်မယ်ဆိုင်ကယ်ချစ်သူတွေအနေနဲ့လည်းသိချင်တဲ့အကြောင်းအရာများရှိရင် comment မှာခြံထားပေးခဲ့ပါကျွန်တော်တို့ဘက်ကပြန်ပြီးတော့စူးစမ်းတင်ဆက်ပေးသွားပါမယ်ဒီနေ့တော့ဒီလောက်ပါပဲဆုံးဖြတ်ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်